ဘီလီယံနာတတိတယောက်ဟာသူ့ရဲ့တငယ်ချင်းရင်းဖြစ်သူရဲ့ရေးစားကိုလူယူဖို့ကြံစီနေခဲ့တယ်။သူဟာနေ့တိုင်းသူ့တငယ်ချင်းကိုအပြင်ခေါ်ထုတ်ပြီးအရက်တွေတိုက်ပြီးပါတီတွေသွားတယ်။တငယ်ချင်းဖြစ်သူမူလာတဲ့အခါတခြားမိန်းကလေးတယောက်နဲ့အတူရှိနေတယ်လို့မျိုးဓာတ်ပုံတွေကိုခိုးရိုက်ပြီးရေးစားဖြစ်သူကိုပြလေ့ရှိတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ဒီမိန်းကလေးကိုလိုချင်လို့ပါပဲ။တကယ်တော့လွန်ခဲ့တဲ့9နှစ်ကလေးကတတိဟာသူမကိုမြင်မြင်ချင်းချစ်ခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာသူမဟာသူ့တငယ်ချင်းနဲ့လူကြီးချင်းစီစဉ်ပေးထားတဲ့စစ်ဆက်ထားသူမှန်တိလိုက်ရလို့သူ့ရဲ့ခံစားချက်တွေကိုရင်ထဲမှာပဲနက်နက်ရှိုင်ရှိုင်မြုပ်နှံထားခဲ့ရတယ်။မကြသေးခင်ကမှသူမတို့နှစ်ယောက်လက်ထပ်တော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါတူတုံးလှုပ်သွားခဲ့တယ်။သူမနဲ့သူ့တငယ်ချင်းမင်္ဂလာဝတ်ဆောင်သွားဝယ်တဲ့နေ့မှာတထေးကငွေမြောက်များအတုံးချပြီးသူ့တငယ်ချင်းကိုအကွက်စင်ထောင်ချောက်ဆင်ခဲ့တယ်။တငယ်ချင်းဖြစ်သူမိန်းကလေးတွေနဲ့ရှုပ်ပွေနေတဲ့ပုံစံမျိုးဓာတ်ပုံတွေကိုသူမစီပို့လိုက်တယ်။ဓာတ်ပုံတွေကိုမြင်လိုက်ရတဲ့အခါမိန်းကလေးကဒေါသတကြီးနဲ့လမ်းခွဲလိုက်ပါတော့တယ်။ဒါတင်မကသေးပဲတထေးဟာသူတို့ရဲ့နှစ်ဖက်မိဘတီသွားဖို့အတွက်သူ့တငယ်ချင်းညတိုင်းပါတီတက်နေတဲ့အကြောင်းကိုသတင်းတွေမှာဟိုးလေးတကြောဖြစ်အောင်လုပ်လိုက်ပြန်တယ်။မိန်းကလေးရဲ့မိဘတွေကဒီသတင်းတွေကိုမြင်တဲ့အခါအလွန်ဒေါသထွက်ပြီးစစ်ဆက်ပွဲကိုချက်ချင်းဖျက်သိမ်းလိုက်ကြတယ်။ဒီဖြစ်ရပ်ကြောင့်မိန်းကလေးဟာလူမှုရေးအရဝေဖန်မှုတွေခံရပြီးစိတ်တက်ကြနေတဲ့အချိန်မှာတထေးအတွက်သူရဲကောင်းလုပ်ဖို့အခွင့်အရေးရလာတော့တယ်။သူမစိတ်တက်တာရအောင်ဂိမ်းကစားဖို့သူကအဖော်လုပ်ပေးခဲ့တယ်။ဒါပေမဲ့မိန်းကလေးကဂိမ်းဘယ်လိုဆော်ရမှန်းမသိခဲ့ဘူး။တထေးကသူကမင်းကိုဘယ်တော့မှဂယုမဆိုင်ခဲ့ဘူး။တနေကုန်နိုင်ကလပ်မှာပဲအချိန်ဖြုံးနေတာ။မင်းအတွက်အချိန်ရှိပါမလားလို့တွေးထိုးစကားပြောခဲ့တယ်။မိန်းကလေးကဒေါသထွက်နေရင်မဲ့ဂိမ်းစော်ပြီးစိတ်ပန်းထင်နေလိုက်တယ်။သူတို့ဂိမ်းကစားနေတော့မှပဲတငယ်ချင်းဖြစ်သူကတထေးစီဖုံးဆက်ပြီးသူ့ရီးစားကိုဘယ်လိုပြန်ချော့ရမလဲဆိုတာအကြံတောင်းတယ်။တထေးကကုညီမလို့နဲ့ဟန်ဆောင်ပြီးဖုံးပြောရင်းသူမရဲ့ကြောပြင်ပုံစံကိုခိုးရိုက်ကလိုင်းပေါ်တင်လိုက်တယ်။ဒါကိုမြင်လိုက်တဲ့တငယ်ချင်းကသူ့ရီးစားမှန်းသိသွားပြီးတထေးကသူ့ရီးစားကိုခိုးယူနေပြီလို့ထင်ကတထေးအိမ်ကိုဒေါသတကြီးပြေးလာတော့တယ်။တငယ်ချင်းကဘာလို့ဒီမှာရှိနေတာလဲလို့မေးတဲ့အခါမိန်းကလေးကငါတို့လမ်းခွဲပြီးငါဘသွားနေနဲ့မဆိုင်ဘူးလို့အေးဆက်စွာပြန်ပြောခဲ့တယ်။အဲ့ဒီအချိန်မှာတထေးကဘာမှမသိတဲ့လူအေးလေးလိုဟန်ဆောင်ပြီးအချင်းရုပ်ပြန်တယ်။တထေးကငါးကြောင့်နဲ့မင်းတို့တွေကိုရံမဖြစ်စေချင်ဘူးငါးကြောင့်နဲ့အထင်မလွဲကြပါနဲ့လို့ကြားတဲ့ကဝင်ဖြန့်ဖြေသူလိုလှုပ်လိုက်တယ်။တငယ်ချင်းဖြစ်သူကငါကမင်းကိုညီအကိုလိုဆက်ဆံခဲ့တာ။အခုတော့မင်းကငါရီးစားကိုလူတယ်ပေါ့ဆိုပြီးတထေးကိုရန်ရှာနေတာကြောင့်မိန်းကလေးကပါးရိုက်ပြီးသူ့ကိုတင်ကန်းစာပေးကဂယုမဆိုင်ပဲထွက်သွားခဲ့တယ်။တငယ်ချင်းဖြစ်သူဟာတထေးဟာတကယ်ပဲသူ့ကိုကူညီနေတာလို့မှားယွင်းစွာထင်မှတ်သွားပြီးပြန်နှောင်းပန်ကမိန်းကလေးကိုအိမ်ပြန်ပို့ပေးဖို့တောင်းဆိုခဲ့တယ်။အဲ့ဒီညမှာပဲတထေးကသူ့သူငယ်ချင်းကိုဘားတစ်ခုကိုခေါ်သွားပြီးစိတ်ညစ်နေရင်အနားယူဖို့လိုတဲ့ဆိုကမော်ဒယ်တွေနဲ့ထားခဲ့ပြီးသူကတော့တိတ်တဆိတ်ထွက်လာခဲ့တယ်။တထေးကပြန်မလို့ထွက်လာချိန်မှာတော့မိန်းကလေးနဲ့အဲ့ဒီဘားမှာပဲရုတ်တရက်ပြန်တွေ့လိုက်ရပါတော့တယ်။အဆက်တင်ပေးရမလားမှန်းခဲ့ကြပါဗျာ။